မဲဆွေများမင်္ဂလာပါအခုလိုကိုဗစ်ကာလမှာကျင်သွားပြီးလေ့ကျင့်ခန်းလုပ်ရတာစိတ်ထဲမတိုးမသက်ဖြစ်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက်အိမ်မှာလေ့ကျင့်လို့ရမယ်လေ့ကျင့်ခန်းကောင်းတစ်ခုကိုမျှဝေပေးပါမယ်ကျွန်တော်ကိုနိုင်ဦးပါ Master Professor Page ရဲ့ Founder ပါကျွန်တော်မျှဝေပေးမယ့်လေ့ကျင့်ခန်းကအားလုံးသိကြတဲ့ကျိုးခုံချင်းပါကျိုးခုံချင်းရဲ့အကျိုးကျေးဇူးတွေအများကြီးတဲ့ကကျွန်တော်9ခုလောက်တင်ပြပေးပါမယ်နံပါတ်1ကျိုး1မိနစ်ခုံတယ်ဆိုရင်ကယ်လိုရီ10ကယ်လိုရီကနေ16ကယ်လိုရီအထိလောင်ကျွမ်းမှုရှိပါတယ်နံပါတ်2ကျိုးခုံချင်းကြောင့်အယိုးသိပ်သေးစမြင်မာလာပါတယ်နံပါတ်3ကျိုး10မိနစ်လောက်ခုံမယ်ဆိုရင်တမိုင်ပြေးသလောက်အစွမ်းရှိပါတယ်နံပါတ်4ကျိုးခုံချင်းဒီအုံနောက်မှတ်ဉာဏ်ကိုကောင်းစေပါတယ် memory ကိုတိုးတက်စေပါတယ်နံပါတ်5ကျိုးခုံချင်းကြောင့်နှင်မြန်မှုတိုးတက်စေပါတယ်လက်ဝဲသမားတွေအများနဲ့ကျိုးခုံတာကိုသတိထားမိနိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် yes လို့မှန်းခဲ့ပေးပါနောက်ထပ်ဗီဒီယိုတွေမှာဆက်ရှင်းပြပေးပါမယ် thank you ပါဗျ